တပည့်တော်ခုနှစ်ခုမြောက်မက်တဲ့အိမ်မက်ကလေးကိုပြောပြရစေဦးဗျာတပည့်တော်ဘာတွေ့တုံးဆိုခုံလေးတစ်ခုံပေါ်မှာလူတစ်ယောက်ဟာထိုင်ပြီးတော့ကျိုးတွေကျစ်နေတယ်အဲ့တော့ကျစ်ပြီးတဲ့အခါသူ့ခြေရင်းမှာချထားသူထိုင်တဲ့ခုံအောက်မှာဝတ်နေတဲ့မြေခွေးမတစ်ကောင်ကအဲ့ဒီကျိုးကိုကျစ်ပြီးတော့အောက်ချလိုက်တဲ့ကျိုးစာလေးကိုအပေါ်ကလူကတော့ကျစ်နေတာပဲအောက်ကမြေခွေးကကျစ်ပြီးသားကျိုးတွေကိုကိုက်ဖြတ်နေတယ်စားနေတယ်သူချစ်ချလိုက်တဲ့ကျိုးတွေကိုအောက်ကနေပြီးတော့စားတယ်ကိုက်ဖြတ်ပစ်တယ်အဲ့ဒါကိုတပည့်တော့သွားမြင်တယ်ဗျာဒီလူကဒါကျိုးကျစ်ပြီးတော့အောက်ကိုကျိုးစားလေးချပြီးတော့ပေါ်ဆက်ကျစ်နေတဲ့အချိန်မှာအောက်ကကျစ်သမျှကျိုးတွေဟာအဲ့ဒီခွေးကြိုက်တာနဲ့အကုန်ပြတ်တက်ပြီးတော့ထွက်ကုန်တယ်အဲ့ဒါကိုတပည့်တော့မြင်မဲ့တယ်တဲ့အဲ့ဒီအိမ်မက်ရဲ့အကျိုးကတော့ဘာရှိတုံးဗျာဒါလည်းပဲခုချိန်မှာဖြစ်ပေါ်မဲ့အနေအထားမဟုတ်ဘူးတဲ့နောက်အနာဂတ်ကျတော့ဖြစ်ပေါ်လာတယ်ဘာလို့ဆိုရင်ဒါအမျိုးသမီးတွေနဲ့ပတ်သက်လာတယ်ဟုတ်မဟုတ်တော့ကိုယ့်ဘာကိုစဉ်းစားကြည့်ကြပါဦးနော်ဘုန်းကြီးဆိုတော့ဘုန်းကြီးတော့ပဲပြောပါမယ်အဲ့ဒီမှာအမျိုးသမီးလေးတွေဟာတဲ့ဘာဖြစ်လဲသူရာလောလာတဲ့အရက်တောက်တက်လာကြတယ်ဘီယာတွေတောက်တက်လာကြတယ်အလင်္ကာရလောလာလှကျင်ပကျင်လာတယ်ဝတ်ချင်တဲ့သူများလို့စိန်ရွှေပြရက်တွေဆင်ញင်တယ်ရွှေတွေဝတ်ချင်တယ်ဝတ်ချင်စိတ်တွေများလာတယ်ဝိသိခာလောကလမ်းပေါ်ထွက်ချင်လာတယ်အာမိတလောလာကောင်းတာတွေစားချင်လာတယ်အဲ့လိုစားချင်လာတော့ကိုချင်းတရားတွေဟာပြက်ပြားလာတဲ့အခါမှာမိသားစုမှာအမျိုးသားတွေကကြိုးစားပြီးတော့အလုပ်လုပ်ပြီးတော့ရှာဖွေလို့အပ်လိုက်တဲ့ပစ္စည်းဥစ္စာကိုအရက်တောက်ပစ်တယ်ပန်းတွေဝယ်တယ်အိုးစားတွေဝယ်တယ်ဒီဇိုင်းလှလှထွက်တိုင်းဝယ်တယ်ဖက်ရှင်တွေလုပ်တယ်လုပ်သမျှဟာခုနကကြိုးကျစ်ချသမျှကိုမြေခွေးမှစားပစ်တယ်လို့ပဲရှာဖွေသမျှပစ္စည်းဥစ္စာတွေကိုအကုန်လုံးသုံးဖြစ်လိမ့်မယ်တဲ့နောင်ကြလို့ရှိရင်သုံးဖြုံပစ်လိမ့်မယ်အဲ့ဒါလို့သုံးဖြုံပစ်တာမျိုးဒါတွေနောင်အနာဂတ်ကြတော့ပို့ပြီးတော့များလာမယ်ရှာသမျှကြစ်ချသမျှကျိုးတွေကိုမြေခွေးမကအောက်ကနေစားပစ်တယ်လို့ပဲယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကရှာဖွေပြီးတော့စုဆောင်းတဲ့ပစ္စည်းဥစ္စာမှန်သမျှကိုသုံးဖြုံပြီးတော့ပြစ်လိုက်မယ်ဒီလိုဟာမျိုးလောကမှာဖြစ်ပွားလာလိမ့်မယ်လို့ဒါကိုအကြောင်းပြုပြီးတော့ဒီအိမ်မက်မက်တာလို့မြတ်စွာဘုရားကဒီလိုမိန့်ရှိပါတယ်ဒီအိမ်မက်ကြောင့်သင်မင်းကြီးမှာတော့ဘာမှဘေးရန်အန္တရာယ်ဖြစ်เสียမရှိဘူး။နောက်လူလောကဆွဲယုံလာတဲ့အခါမှာဒီအနေအထားမျိုးတွေဖြစ်ပေါ်လာနိုင်တယ်လို့သူတို့ဆိုတာ